Ecology Warrior page ကနေကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ join က Food Forest လို့ခေါ်တဲ့စားစာသစ်သောအကောင့်ထဲပေါ်မဲ့နေရာလေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေရာလေးကသူကဧကဝက်လောက်ရှိတယ်။မြင့်နာသွင်ပြင်ကတောင်ကုန်းလေးလိုမျိုးအနေအမြင့်နေရှိတယ်။ဝါးယုံကြီးတွေရှိတယ်။ငပြောချုံတွေရှိတယ်။မဇလီလိုမျိုးအပင်အမြင့်တွေရှိတယ်။တခြားအပင်တွေလည်းရှိတယ်ပေါ့နော်။တခြားသစ်တောအပင်ပုံစံပေါ့နော်။ join မသိတဲ့အပင်တွေရှိတယ်။နောက်ပြီးတော့ခြုံ bushy type ပေါ့နော်ခြုံများတယ်ခြုံကိုမှသူကဝါးခြုံလိုမျိုးဝါးပင်ပေါက်တွေအများကြီးစိုးမိုးတဲ့နေရာတစ်ခုဖြစ်တယ်အရိုင်းနည်းနည်းဆန်နဲ့အရိုင်းအများကြီးမဆန်ဘူးဒါပေမဲ့နည်းနည်းဆန်နဲ့အရိုင်းနည်းနည်းဆန်တဲ့နေရာတစ်ခုဖြစ်ပါတယ်သူကဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဝါးပင်ပေါက်လေးတွေအများကြီးရှိတဲ့နေရာတစ်ခုဖြစ်တယ်အဲ့ဒါကိုမှဒီဘက်မှာကဒီဝါးပင်ပေါက်တွေကိုပြက်ရှင်းထားတဲ့အခြေအနေဖြစ်ပါတယ်ဒီနေရာမှာအရင်ဆုံးလုံးမှာကတော့ control line ရှာပြီးတော့ pattern ဖော်မှာပဲဖြစ်ပါတယ်။ control line ဆိုတာကတော့ပင်လယ်ရေမျက်နှာပြင်တူတဲ့အမှတ်တွေကိုမှတ်ပြီးတော့ point တွေထောက်တယ်။ point တွေအဲ့ဒီ point တွေကိုဆက်ပြီးတော့လမ်းကြောင်းဆွဲတာပဲဖြစ်ပါတယ်။သူရဲ့အဓိကရည်ရွယ်ချက်ကတော့ရေစုဆောင်းမှုနဲ့မြေဆီလွှာတိုက်စားတာကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့တဘာဝကပေးတဲ့ pattern ကိုယူတာပဲဖြစ်ပါတယ်။အဲ့ဒီ control line အတိုင်းပေါ့နော်။ line တိုင်းမြောင်းဖော်မယ်ဆိုတော့အဲ့ဒီ control line မြောင်းဖြစ်သွားမယ်အဲ့ဒီရဲ့ control line ပေါ်ကကြတော့ဘောင်ဖြစ်သွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့မြောင်းထဲမှာကျွန်တော်တို့ကဒီနေရာကနေရှင်းလိုက်တဲ့ဟာတွေပေါ့နော် organic matter တွေဒီဇီဝအကျွင်းကျယ်တွေကိုထည့်မယ်ဆိုတော့မြောင်းကမြေဆွေးကန်လိုမျိုးလည်းဖြစ်သွားမယ်ကျွန်တော်ဘောင်ပေါ်မှာမှအပင်တွေကိုစိုက်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကcontrol line ဖော်မယ်ဖော်ပြီးဒီနှစ်မိုးမှာ nitrogen fixing ပင်တွေပေါ့နော်ဒီမျောစာပင်တွေကို control line တိုင်းထည့်မယ်ငှက်ပျောတွေထည့်မယ်cassava လိုမျိုးပလောပီနန်လိုမျိုးအကျက်ခံတဲ့ပင်တွေကိုလည်းထည့်သွားမှာဖြစ်ပါတယ်ဒီ2019မိုးမှာပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ဒီလူတွေအတွက်လိုအပ်တဲ့အပင်တွေအစားအစာအတွက်လိုအပ်တဲ့အပင်တွေကိုစပြီးတော့ထည့်သွားမှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်